ဒီကနေ့ကျွန်တော်တို့အစည်းအဝေးစတဲ့နေ့မှာရဟန်းတော်6ပါးရဲ့၄နှစ်မြောက်ရဟန်းတော်ပြည်နေနဲ့တိုက်ဆိုင်ကျွန်တော်တို့ဒီစတဲ့ရတော့ကျမ်းပါကြပါတယ်ဒီလိုမျိုးအခါသမယမှာသူတို့စင်ပေါ်မိခင်နဲ့သူရဲ့အပေါင်းဖော်သူရဲ့ပွေတော်တဲ့အခါခဲကျွန်တော်တို့ကျမ်းပါကြပါတယ်သူတို့စင်ပေါ်မိခင်နဲ့သူရဲ့အပေါင်းအပါသူရဲ့ဘဝပြန်ကြည့်မယ်ဆိုရင်ဒီကနေ့ကျွန်တော်တို့ကြားနာရတဲ့လောကပတ်တော်နဲ့သူတို့ဘဝရဲ့ဖတ်ဆတ်မှုကိုကျွန်တော်တို့တွေ့ရပါတယ်ပထမကျမ်းမှာဒါဝိမင်းကြီးကဧဝံဂေလိကျမ်းထဲကစီဂျွန်ချင်းပြီးတဲ့ယောဟန်နဲ့ပေါ်မီကီတို့ဟာမတူညီတဲ့ခေတ်ကာလမှာသိရှင်ကြပြီမယ်သူတို့တုံးစလုံးဟာဘုရားသခင်အပေါ်တိစာရှိတဲ့သူဆိုတာကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်သူတို့ရဲ့တူညီတဲ့တည်င်းကောင်းစကားတစ်ခုကတော့တင်ဘယ်လောက်ကြာအသက်ရှင်နေထိုင်မှာလဲဆိုတာအရင်မကြည့်ပဲနဲ့ဘုရားခင်ပေါ်မှာတိစာဘယ်လောက်ရှိတယ်လဲဆိုတာအကြီးကြီးတယ်ဆိုတဲ့အကြောင်းတည်င်းစကားကိုကျွန်တော်တို့ဒီကနေ့ပါလိုက်ပါတယ်ဒီတည်င်းစကားကယဟန်တော်သူရဲ့တာဘူးရှိမှုဟာပါဝန်ထမ်းဆောင်တဲ့နေ့တွေရအဓိကအဖြစ်တိုက်တာချင်းမဟုတ်ပဲဘုရားရဲ့ဘောတိစာရှိမှုနဲ့တိုက်တာတဲ့အတူကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ခါပြီးဒီជីဝကြီးတွေတော့ဒီစာဆက်အောင်တယ်အဓိကကျွန်တော်တို့ယဟန်ဘဝမှာပါလဲဆိုတော့တိစာရှိတဲ့ကိုရရှင်ဘုရားကိုအစီခံကြရလားဒီကနေ့ပြီးတော့အားလုံးကမ္မထာဆွေရတဲ့အချက်ပဲပါတယ်ဒီပေါ်မီကြီးနဲ့သူတို့ရဲ့အပေါင်းအပေါ်အားလုံးဟာဂျပန်နိုင်ငံရဲ့ဂုဏ်လူဆရာကောင်းတဲ့ဓမ္မအာဇလိတွေသူတို့လည်းဒီကနေ့ဒီဂုဏ်လူကြတယ်ဒီပေါ်မီကြီးကအခြားသူတွေနဲ့အတူအပိဓာချမှတ်ခံပြီးတဲ့နောက်ပိုင်းမှာသူရဲ့ဇေစုကိုင်းရဲ့အဖြစ်အပျက်စီကိုကျွန်တော်တို့ဒီလေဝါကားလိုက်တဲ့ခါရပိဋကချမှတ်ခါရတော့လေကျွန်တော်တို့အတွက်မဆိုးနေပါနဲ့အကြောင်းမှာကျွန်တော်တို့ဒီဘုရားသခင်၌အလွန်နိမ့်သိမ့်မှုရရှိသောကြောင့်ဖြစ်သည်အဲ့ဒါယဟန်သာရဲ့ခြားချက်ယေဆက်အတ္တခါရတယ်ဒါပေမဲ့သူတို့ကပြုံးနိုင်တယ်ပြုံးနိုင်တယ်ဒါပေမဲ့သူတို့ကဘာပြောလဲဆိုတော့ကျွန်တော်တို့မှာတခုထဲဆန္ဒကတော့နာဂါဆကီကိုမရောက်မီအတေဒီဖခင်တခုနဲ့တွေ့ဆုံပြီးအာပတ်ကီချင်းမိစားတရားနာယူခြင်းနဲ့ဘုရားပင်ယူခြင်းတို့ကိုခါယူလိုပါသည်၎င်းဒီကျွန်တော်တို့ဒီတခုထဲတော့ဆန္ဒဖြစ်တယ်လို့သူတို့မှတ်သားနေတယ်တော်ကိုလည်းကျွန်တော်တို့ဒီကနေ့တွေ့တဲ့ပဲစိတ်ဝင်စားစရာပါအောင်ဒီခါလေးဆဲလို့ရတန်တဲ့ရှင်လေးဘုရားရဲ့ကိုစက်ကပ်ကိုတော့ရှင်လေအဲ့ဒါအရေးကြီးဆုံးကတော့အပတ်ဖြစ်ခြင်းနဲ့မိစားတရားဘုရောမြတ်ပြင်လို့ခြင်းပဲဖြစ်ပါတယ်။အဲကြောင့်ဟောမိကြီးကဒီဝါကားရဲ့ပုံမှာအတင်ခါရတဲ့ခါမှာသူတို့ကိုကြည့်နေတဲ့ပရိသတ်ကြီးကို
ငါဟာတင်တို့လိုပဲဂျပါလိုမျိုးတူဖြစ်ပါတယ်နိုင်ငံခြားသားမဟုတ်ပါခရစ်တော်အပေါ်ကျွန်တော်ရဲ့ယုံကြည်ခြင်းကြောင့်ကျွန်တော်ဣဒ္ဓါခါရပါတယ်လို့အနုငယ်ဟောပြခဲ့ပါသူကခရစ်တော်ကိုသူတို့ကိုမြင်ပန်းနေဆက်သူတွေရဲ့တဲ့ရှင်းရဖို့သူဆုတောင်းပြီးဖို့လည်းပြောကြခဲ့သူရဲ့အပေါင်းဖော်အားလုံးကလည်းအပြုံးမြင်တာနဲ့လေဝါကားရိုက်ကနေဓမ္မတခြင်းတွေကိုဆိုရင်အသစ်စတိခါကြတယ်ဒီနာအပြုံးမြင်တာနဲ့လေဝါကားရိုက်ပေါ်မှာဓမ္မတခြင်းကိုဆိုရင်အသစ်စတိခါတယ်ဆိုတာတော်မောမြတ်တဲ့အသစ်ပြီးလို့ခြေပြီးခြေပဲဖြစ်ပါတယ်အကြောင်းပရမကျမ်းမှာစီရတ်ကဒါဝိမင်းရဲ့အကြောင်းကိုကောင်းကောင်းလေးဖော်ပြခဲ့ပါတယ်ဒါဝိမင်းကြီးကသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာဘုရားခင်ကိုချီးမွမ်းနိုင်ခဲ့တဲ့သူဖြစ်ပါတယ်သူကဒုက္ခဆင်းရဲအများကြီးကြားထဲကသာဝရဘုရားကိုချီးမွမ်းနိုင်တဲ့သူလို့လည်းဆာလံကျမ်းထဲမှာလည်းဖော်ပြခဲ့ပါတယ်သူရလည်းပဲဒီတခြင်းတွေဆာလံကျမ်းတွေကိုရေးဆက်ခဲ့တဲ့ဣသရေလပြည်သူကိုသာဝရဘုရားကိုချီးမွမ်းဖို့သင်ကြားပေးတဲ့ပုဂ္ဂိုလ်တော်ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာရှင်းစာဖို့ကသူ့မှာအားနည်းချက်တွေရှိပြီမဲ့လေနောင်တစိတ်နဲ့ဘုရားသခင်ရှိကိုရလာခဲ့တဲ့သူဟာတည်တဲ့အထိဘုရားသခင်ပေါ်သိစာရှိတယ်ဒါဒီကနေ့ကျွန်တော်တို့ဟန်တော်တဲ့အတွက်ဒါဝိမင်းကြီးရဲ့နေချချင်းကအပြစ်ဒဏ်စပ်ဖြစ်ခြင်းလားဘယင်တစ်ပါးအနေနဲ့ကျွန်တော်တို့ပမာကျမ်းစာထဲမှာမတွေ့ဘူးဒီပါဘူးအားနေပြီမဲ့ဘုရားသခင်စီကိုသိစာရှိတဲ့ပုဂ္ဂိုလ်လို့ဒီကနေ့ပမာကျမ်းစာမှာကြားပြပါတယ်အဲ့ဒါဟာအားနေချစ်သူရှိကြတဲ့ကျွန်တော်တို့နေတင်စရာကောင်းတယ်နေတင်မှုတစ်ခုပဲကျွန်တော်တို့လည်းပဲအားနေချစ်သူတွေနဲ့ဘုရားရဲ့ကရုဏာတော်ပူဇော်ကြည်ပြီးဘုရားခင်စီကိုပြန်လာခြင်းအဖြစ်ကျွန်တော်တို့ဘဝအဖြစ်ပါတာတူတွေမတူတဲ့လူတွေတော်မှာကျွန်တော်တို့ဘုရားရှိပူဇော်ရမယ်ယဟန်တော်တွေပါကျွန်တော်ဒီမှာမြေစာတရားဟောတာအရေးကြီးကျွန်တော်တို့သာသနာပြုတဲ့သာသနာလေဝန်းထဲမှာကျွန်တော်တို့ဤပုံထိုင်ပုံတရားဟောတဲ့ပုံကပို့ပြီးတော့လည်းအရေးကြီးတဲ့ကြောင့်လည်းကျွန်တော်ဒီဓမ္မကျမ်းစာအဖြစ်ကျွန်တော်ပရိယစီပါတယ်ဒီကနေ့ဧဝဂရိကျမ်းမှာကိုအန်ဒီ6မှာစီကြောချင်းပြီးတဲ့ယောဟန်ရဲ့ဝန်းထဲပေါ်ရဖြစ်ရကိုကျွန်တော်တို့ကြားရတယ်ယောဟန်ဟာရဲနဲ့အမှန်တရားကိုပြောခဲ့တယ်။အဲတော့ဘုရင်ကိုလည်းချော့မော့ခြင်းမပြုခဲ့ဘူး။မတရားမှုအသွသိစိတ်လည်းမနေဘူး။သူဟာအကြမ်းဖက်လို့ဓမ္မမဟုတ်ပုံကလို့တည်ဆုံးတော့မဟုတ်ဘူး။ဘုရားသခင်အပေါ်သစ္စာရှိလို့မတရားအသက်ခံတဲ့သူပဲဖြစ်ပါတယ်။ယဟန်နာပဲဖြစ်ပါတယ်။ဒါကြောင့်ဟေရောဒ်ကယောဟန်ဟာဖြောင့်မတ်သူဖြစ်ကြောင်းသူသိပြီးမှလည်းကြောက်တယ်မာနနဲ့အခြားသူတွေရဲ့မျက်နှာသားကိုရချင်တဲ့ဆန္ဒလေးနဲ့ပြိုဆွေးမှုကိုဆွေးလာမှုကြောင့်လာမှသွားတယ်သူတပါးကိုမျက်နှာသားသူတပါးစီကနေမျက်နှာသားရချင်လို့ဒါကျွန်တော်တို့ရဟန်းတော်များတို့လည်းပဋိထားเสียအချက်တစ်ချက်အခါလေးအမှန်တရားအထုတ်ချက်နာမည်ကောင်းရောက်မင်းသားရဘိုးလေးကိုဥစားပြီးတဲ့အချိန်ပဲရှိကောင်းရှိပါလိမ့်မယ်ဒါမဲ့ကျွန်တော်တို့ကဒီကနေ့ကောင်းကောင်းရှင်းစားရမှာတော့
Aerobanchi ကသူ့ရဲ့အာဏာကိုဆုံးသွားမှာစိုးရင်ခဲ့ပေါ်မီကြီးနဲ့တာယောဟန်တို့ကတော့တရားခင်ကိုဆုံးမှာကိုစိုးရင်ခဲ့ကြတယ်။ဒါကြောင့်ဒီကနေ့တရားခင်တို့တော့ဆက်စကားကျွန်တော်တို့အားလုံးကအရေးကြီးတဲ့စင်ခေါ်မှုတစ်ခုလည်းဖြစ်လာခဲ့တယ်။ကျွန်တော်တို့အားလုံးဟာတနာကျင်နာမှုပြတ်သားတဲ့သူတွေထဲမဟုတ်ပဲနဲ့အမှန်တရားကိုကာကွယ်တဲ့သူဖြစ်ဖို့လဲလိုတယ်။အကျဉ်းတရားတော့အရေးကြီးတယ်ပြတ်သားရတယ်။ဒါထက်ထပ်လို့ထမ်းရအရေးကြီးရတော့အမှန်တရားကိုလည်းကာကွယ်မှာအကြောင်းလေးစားပါတော့ယဟန်တော်အောင်လို့ဒီကနေ့ဝိနိနဲ့ယဟန်တော်6ပါးရဲ့၄နှစ်မြောက်ယဟန်ဝါတော်ပြီးနေမှာဒါဝိမင်းကြီးတော်အားနဲ့ချက်ကနေပြန်ရုံးကပြီးတော့ဘုရားခင်ကိုချီးမွမ်းတဲ့သူများဖြစ်ဖို့ဆက်လက်ကြိုးစားကြပါစို့ယောဟန်ရောမန်တရားကိုကာကွယ်တဲ့သူဖြစ်ဖို့ကြိုးစားကြပါစို့စင်ပေါ်မီကီလူသူတပါးရဲ့ကဲတဲ့ချက်အတွက်ဒီချစ်မြတ်တာပြတ်သားနေတဲ့သူဖြစ်ဖို့အောင်လည်းပဲဆက်လက်ပြီးတော့ကြိုးစားကြပါစို့ညာတော်မြတ်မိခင်ဖြစ်တဲ့မေတော်မာရီယာနဲ့စင်ပေါ်မီကီနဲ့သူရဲ့အပေါ်မခေါ်ရဟန်းသာသူရဲ့ဆုတောင်းခြင်းကြောင့်ကျွန်တော်တို့ကိုခေါ်တော်မူတဲ့ဘုရားခင်ကကျွန်တော်တို့ကဆုံးဖြတ်အောင်ကိစ္စရှိတဲ့အစီခံတော်မြတ်ပြုဖို့ရကောင်းချီးပြုဖို့ရဆုတောင်းကြပါစို့